ဒါကတော့ရေတက်တုံးอ่ะပေါ့ဗျာမြေသီးတွေကိုဒီပေးမမတင်ထားတာပေါ့မြေသီးတွေအကုန်လုံးဆိုရင်တော့ဟွာလောက်တော့ရှိရအလုံးရေနဲ့ဆိုရင်တော့လုံး30ကျော်40ဝန်းကျင်လောက်ရှိဒါရေမတရားတက်လို့ဒီပေါ်မှာတင်ထားတာပါဒါတင်ကွာပေါ့တင်ကွာထိပ်ပေါ်ဒီတင်ထားတာဗျာရေလည်းတက်တယ်နော်ဒီခုံတစ်ခုလုံးကိုဒါမြုပ်သွားပဲပင်မမနဲ့ကိုတင်ထားတာအမြင့်ကတော်တော်မြင့်အမြင့်ရဲ့ပမာဏ15,000လောက်တော့ရှိမယ်ဒါအောက်ခြေပဲအောက်ခြေကနေပြီးအဲ့မှာ15,000တောင်နဲ့10လောက်တော့ရှိမှာအဲ့လိုတင်ရပါဗျာအဲ့မှာပွားပေါင်းအမြေကြီးတွေတချို့ကတော့ရည်တရားအနေနဲ့ပြောနေကြကိုပင်ကမြေကြီးတွေတီးတယ်လို့နောက်ထပ်ကျွန်တော်တင်သားတွေကိုကြည့်လို့ရအောင် follow လုပ် copy လေးယူ comment လေးရေးပေးကြပါဗျာ